ဘာရီဖြစ်နေရလဲဘာလို့အခုလိုမျိုးအတင်းဝင်လာရတာလဲထွက်သွားစမ်းရှင်ဘာလို့နေရလဲကျမပြောတာမကြားဘူးလားထွက်သွားလို့မင်းရဲ့ဒီဘက်ကရွှဲနေပြီးဒီမှာအတစ်တထဲရှိတယ်အဲ့ဒါရှင်ရဲ့အလုပ်မဟုတ်ဘူးကောင်းပြီလေဒါဆိုရင်ငါအလုပ်ဖြစ်တဲ့ကိစ္စအကြောင်းပြောကြပါမင်းကဂျုံစီရဲ့တူတဲ့တော့တမီမဟုတ်ဘူးမဟုတ်လားမင်္ဂလာဆောင်တော့ကဟာဝတ်ကတခြားတယောက်နဲ့ရဲမောနေတာငါတွေ့လိုက်တယ်အဲ့ဒါကဘလို့ဖြစ်တာလဲမင်းငါကားကိုဝင်တိုက်တော့ကတမင်တကာလုတ်ခဲ့ရလားဟေးအဲ့ဒီအတွက်ငါကပဲပြေးလျော်ရမှာမဟုတ်လားမင်းထိခိုက်ထော်တယ်လားမင်းဘာလို့ဖို့ကြိုးစားနေရလဲငါကိုမြူးဆွဲနေရလားအိမ်မက်ရောင်းနေရလားအဲ့ဒါကမတော်တဆဖြစ်သွားတာပါဒါပေမဲ့အဲ့ဒီနေ့ကဟာဝတ်ထေအင်ကိုမတွားခိမိရင်ကောင်းသားလို့တွေးမိတယ်ဒါဆိုရင်ဒီလိုအတိတ်ပဲမရှိတဲ့သဘောတူညီချက်ထဲမှာကျမပိတ်မိနေမှာမဟုတ်ဘူးဟုတ်တယ်ကျမကဟာဝတ်ရဲ့တမီပါဒါပေမဲ့တရားမဝင်တဲ့တမီတယောက်ပေါ့ဂျုံစုတဲ့မျိုးရိုးနာမည်ကိုတော့တခါမှမသုံးခဲ့ဘူးပါဘူးကျမအမေရဲ့မျိုးရိုးနာမည်ဖြစ်တဲ့ Maxwell ကိုပဲအမဲသုံးခဲ့တာပါစီဝီနာကရှင့်ရဲ့နာမည်ပြက်တွေကြားပြီးရှင့်ကိုလက်ထပ်ဖို့ညှင်းခဲ့တာဒါပေမဲ့ Howard က John Smith တောက်စုအကျိုးအမြတ်အတွက်ကျမကိုရှင်းနဲ့အစားထိုးပြီးအတင်းလက်ထပ်ခိုင်းခဲ့တာပါဒါဆိုမင်းနဲ့စီရီနာကအဆင်မပြေကြဘူးပေါ့မင်္ဂလာဆောင်တော့ကရင်ထိုးကိစ္စကိုမှတ်မိသေးလားစီရီနာကအဲ့ဒါကိုတမင်တကာလုတ်ခဲ့တာဂျွန်စမီတောက်စုကကျမပေါ်ဆက်ဆံမုံကအဲ့ဒီလိုပဲကဲရှင်သိချင်တဲ့အဖြေရပြီမလားအခုဒီစစ်ကြောရေးကပြီးပြီလားငါလူချင်တာတီးလိုက်ရပြီသွားပါကိုလည်းတန့်စင်လိုက်အောင်လီယန်ဒါနားထောင်မအောင်ရှင်နိုးနီမန်ကျမတီးပါရဲ့ကြည့်ပါအောင်မီလာမီတာစုကကျမကိုနှင်ထုတ်ချင်နေကြပြီအဲ့ဒီတော့ရေချိုးခန်းထဲမှာဘာလို့ဒီလောက်ကြားနေရလဲငါမင်းကိုစောင့်နေတာရှင်ဘာလို့နေရလဲတော်လိုက်တော့ကျမကရှင်ရဲ့သဒူးသမီးဖြစ်လာတဲ့သူမဟုတ်ဘူးသဒူးသမီးပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်ရေးစားပဲဖြစ်ဖြစ်ငါအကတော့အားလုံးကအတူတူပါပဲဘာပြောလိုက်တာလဲဒီစီစဉ်ထားတဲ့အိမ်တော်ကြီးကိုပဲဆက်သွားကြရအောင်ဒီလိုမျိုးကပို့အဆင်ပြေမယ်လို့ငါထင်တယ်ရှင်အတိအကျဘာကိုလိုချင်နေတာလဲမင်းရဲ့မျက်လုံးတွေကပြောနေလေခုနကမင်းငါကိုလိမ်မပြောခဲ့ဘူးဆိုတာငါသိနိုင်တယ်အဲ့ဒါကငါကိုပြောစီတဲ့လီ